Google Studio Channel ကိုအစဉ်တဆက်စောင့်မျှော်အားပေးနာဆင်နေကြတဲ့ချစ်ရတဲ့ပေးသက်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှလည်းစာရေးသူ PB မန္တလေးရဲ့ပရလောကဇလံခေါင်းတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဇလံလေးကိုရေးသားထားတဲ့ PB မန္တလေးကိုလည်းလေးစားစွာဖြင့် credit ပေးရပါတယ်ခင်ဗျာဒါဆိုရင်တော့ဇလံခေါင်းလေးကိုစတင်ခန်းစားနားဆင်အားပေးလိုက်ကြရအောင်နော်မြန်မာတက္ကရာ1360ခုနှစ်တကူလာအထာတကြံအကျိုနေ့စိတ်မြတ်မြတ်သွေးရတွေကိုဖုံးလို့နေရွှေဝါရောင်ပတောက်ပန်းဝါလေးများကအခိုင်လိုက်အဆုပ်လိုက်အလူရက်ပွင့်နေကြပါတယ်တပင်လုံးကိုရွှေမြောင်းတွန်းလောင်းထားသည့်နေအပင်တပင်လုံးမှာဝါဝင်းလို့နေလေတယ်တနေ့မှတစ်ချိန်ထိုတစ်ချိန်ကလည်းမြန်မာတို့နှစ်သက်ကူးတဲ့အထာတကြံမှာပွင့်ခဲ့သည်မူပြိုပြိုအိုးအရွယ်3ပါးမရွေးပတောက်ပန်းကိုအမြတ်တရိုးနဲ့တန်ဖိုးထားကြသည်မှာမဆန်းလာပါဟဲ့ဟိုဘက်ညာဆောင်ကအခန်းခုပေကောင်းမလေးအဲ့ဒီခံကငါဟာနော်ကိုလုံးတုတ်တုတ်နဲ့ရုပ်ရှင်မင်းသမီးစိုးမြတ်သူစာတို့လိုဂိုက်ဆိုင်မျိုးရှိတဲ့မမြစိန်ကတေပင်မော်ခင်စိုးကိုသူကြိုက်တဲ့ဂိုင်းချိုးခိုင်းရင်းနဲ့သူ့အခိုင်ဟုဥနေတယ်ဒါအောင်အားကြမခံလန့်အော်ပြောသူဟာရွာလေအပြုတ်မမတ်ဤအမမစင်ဟာအဲဂိုင်းဆိုရင်ကျမအဲပေါ်ကဂိုင်းနော်ကိုခင်စိုးဂိုင်းချုပ်ပြီးရင်ကျမဘကိုချလိုက်နော်အပြိုရင်တာမဟုတ်သမီးလေးယောက်အမေဒေါ်စန်းကြီးကလည်းအပင်ပေါ်ကအောင်ရင်ကိုလမ်းအော်နေပါတယ်ဟဲ့အောင်ရင်အပေါ်ထီကိုတက်ပါဟဲ့ယောက်ျားမဟုတ်တာကြလို့နေကောင်းမော်ဂိုင်းမှာအပွင့်နေကြည့်ပဲအဲ့ဒီဂိုင်းငါ့ကိုချိုးပေးစမ်းဟုတ်ကဲ့ကြီးလေးဟုတ်ကဲ့သမီးလေးယောက်စလုံးကအချောရီကြည့်ဆိုတော့အောင်ရင်လဲဒေါ်စန်းကြီးကိုသူရောက်ခမလားမှတ်ယူပြီးတော့မျက်နှာလိုမျက်နှာရထားပြီးတော့ခုပေးနေပါတယ်။ဗဇက်ကလည်းဟုတ်ကဲ့ချင်းထက်နေတယ်။ဗတော့ပင်မော်ဝဲကာလာသားလူငယ်2ယောက်ကပစိုးကိုကြောင်မြအောင်ကြိုက်ပြီးတော့လက်မလဲအောင်ပန်းချိုးပင်နေရခြင်းဖြစ်ပါတယ်။လူငယ်2ယောက်မှာအောက်ကတမျိုးပြီးတမျိုးအော်ဟစ်နေသမျှတီးခံပြီးချိုးပေးနေရတယ်။မချိုးပေးကြည့်လေအောက်ရောက်ရင်အပြိုလေးတွေရောအပြိုကြီးတွေပါမကသားတဲ့အမေတွေကပါဝိုင်းချုပ်ပြီးနိုထမင်းဇွတ်တင်းခွန်းချပြီးမဟုတ်ပါလားနိုထမင်းဆိုတာကသားတဲ့အမေတွေရဲ့နိုးရီရွှဲရွှဲနဲ့ထမင်းခက်ပြော့ပြော့ကိုနေဖက်ထားတာကိုပြောတာပါနွားနို့ထမင်းမဟုတ်ပါဘူးလူနို့ထမင်းပါစက်ထက်ရောက်ရင်အင်မတန်အော်ကလီဆန်စရာကောင်းပါတယ်အောက်ကပြိုကြီးတွေကလည်းဆန်ဆန်ကျဲတွေနို့ထမင်းတွေမကဘူးဒေဥဖင်ဟာအိုမဲနဲ့စီကိုလူပြီးမျက်နှာနဲ့ပုတ်ချင်ပုတ်ကြသေးတာဆိုတော့တေပင်မောကခင်ဆိုးရောအောင်ရင်မှာသူတို့စိတ်တိုင်းကြသည့်အထိဗတော့ပန်းခူးပေးနေရတာပဲမနစ်ကခင်ဆိုးဟာဂလန်ကဆန်လုံးလို့အပြိုကြီးတွေကချုပ်ပြီးလူနိုထမင်းခွန့်တဲ့အပြင်အိုမဲကိုစီတုပ်လိမ့်ပေးပြီးမြောက်ကခိုင်းခဲချပါတယ်အဲ့ဒီတော့ဒီနေ့မှာတော့ခင်ဆိုးခမအပိုးချိုးရသည်ပေါ့အပင်အောက်ကမိမလေးတွေချိုးခိုင်းသမျှဂိုင်းတွေလိုက်ချိုးပေးနေရရှာပါတယ်အောင်ရင်လဲဘာထူးလေမနစ်ကအခါရင်းမှာသားတဲ့မေတွေဝိုင်းဖမ်းတာခံရပြီးနို့အတင်းတိုက်ကြနနွင်းနဲ့တနခါရော့ပြီးမျက်နှာတစ်ခုလုံးဝါထိုင်နေအောင်လိမ့်ပေးချနဲ့အတော်ခံလိုက်ရပါတယ်ဒါကြောင့်အောင်ရင်တယောက်ဒီနေ့အဖိုးကျိုးနေပါတယ်မနစ်ကဆိုရင်အကျိုနေ့ကလေးဟာဒီကောင်ကဥပုပ်တယ်မဆောင်ဘိုက်ကြီးတယ်မဆောင်တရွာလုံးကိုရေလောင်းတဲ့အကောင်ဒါအိုးရွာတောင်ဖျားကလေးမေမက်ကွက်ကမှတ်ထားပြီးအတန်းနေကြမှာမိအောင်ဖမ်းပြီးမလောက်သားလောက်အောင်ဆုံးမလွတ်လိုက်တာမက်ကွက်ဆိုတာကစီပိုင်းတိုလေးကိုအဝိပတ်ထားတယ်လို့ဝါဝပူပူနဲ့ကလေး၄ယောက်မေသူကတနှစ်တသားကြတယ်လို့ပဲမွေးလိုက်တဲ့မွေးအထက်အောက်တနှစ်မှာချားရလာအောင်းမေးရတယ်လူဝါတော့ချွေးတလုံးလုံးနဲ့ညစ်ကညစ်ပတ်သေးတကွေတန်ရှင်းမှုအလွန်နေတဲ့သူမျက်နှာဆိုရင်အမြဲအစီပြန်နေတတ်တာအားတိုင်းမွေးတဲ့ကလေးမေမက်ကွက်အငယ်ဆုံးကောင်ကအခုမှ6လဆိုတော့သူ့နှုတ်ကလည်းရွှေမရွှေအဲ့ဒါသူတို့သားတဲ့မေတွေဟာဖမ်းမိတဲ့အောင်ရင်ကိုအတင်းပဲမက်ကွက်ရဲ့နှုတ်ကိုအဆုတ်ခိုင်းသေးတာဟိုကောင်ကကြောက်ကလည်းကြောက်ရှက်ကလည်းရှက်တော့ရက်ကန်နဲ့အတင်းယုံတာပေါ့အောင်ရင်ကယုံတော့ဘာလို့တယ်မှတ်လဲမက်ကွက်က
အကျမ်းပကလုံးနဲ့နုံညစ်ထည့်ပြီးနှာခေါင်းပိတ်တိုက်တာအောင်ရင်ခမမှာဂလူခနဲမျိုးချမိတယ်ဆိုရင်ပဲရင်ကောင်းထဲကနေပြုတ်တက်လာပြီးအန်အောင်အန်နေလေအခုဗရပင်အောင်မှာမနစ်ကပွဲချမ်းခဲ့ကြတဲ့သားတယ်မေတွေရောအပြိုကြီးအပြိုလေးတွေရောစုပြုံရောက်နေကြတယ်ဗရပင်မှာခင်စွန်းနဲ့အောင်ရင်ခမမှာဂိုင်းတွေချိုးရလွန်းလို့လက်တွေတောင်ကျိန်းဆက်နေကြပြီဒါပေမဲ့အောက်ကခိုင်းသမျှကိုတော်ပြီပြလို့မငင်းဆန်ရဲပါသူတို့ရဲ့စိတ်တိုင်းကြခုပေးနေကြရတယ်အောင်ရင်ဂိုင်းတစ်ခုကိုချုံရင်နဲ့ရွာလေလန်းကပြေးလာနေတဲ့အေးမြောင်မြင်လိုက်ရတယ်စက္ကနဲသူ့ရဲ့ရင်တွေခုန်လာတယ်အေးမြပြေးလာနေတာကိုကြည့်ပါဦးအမောတကောနဲ့နောက်ကျပြီးတော့ဗတော်ပန်းမလှတာတွေပဲသူ့အတွက်ကြံတော့မှာကိုစိုးရိမ်နေပုံရပါတယ်အေးမြသည်သူ့ရဲ့ကိုလုံးလေးဟာတုတ်တုတ်ခဲခဲလေးနဲ့လိုက်ဖက်စွာမိုးပြရောင်တရက်ထဲဝမ်းဆက်ကိုဆင်မြန်းထားပါတယ်အင်းကြီးမှာဂျိုင်းပြက်ရင်ဖုံးဖြစ်တဲ့ဖြစ်လက်မောင်းသားဝါဝါဝင်းဝင်းလေးဟာထင်းခနဲပေါ်လွင်နေတယ်ထမိန်ကိုတင်းတင်းရင်ဝစ်ထားတော့အေးမြရဲ့အပြိုကိုလုံးအလှလေးဟာပေါ်လွင်လှပါတယ်အေးမြတယောက်ပတောက်ပင်အောက်ကိုရောက်ခဲ့ပြီးအပင်မော်ကိုတစ်ချက်မြငေးကြည့်ရင်နဲ့တပ်ပြင်းကိုချလိုက်တယ်ဝါရွှေရွှေပတောက်ပန်းတို့ဟာခင်စိုးနဲ့အောင်ရင်တို့ချိုးချ၍အတော်ပင်ကုံသွားပြီဖြစ်ပါတယ်အောင်ရင်ကအေးမြကိုလှမ်းကြည့်တယ်အေးမြကအောင်ရင်အားမမြင်ဟန်ပြုတ်တယ်အောင်ရင်သူ့ကိုကြိုက်နေတာအေးမြမသိပဲနေပါမလားလေဒါကြောင့်မူဆိုးဆိုးနဲ့ခြေဆောင်ရင်ဟဲ့တော့ဘလို့များခုလိုက်ကြတာလဲမနှက်အစောရှိသေးတယ်တပင်လုံးကုံမာရော့လားအကြီးလေးတို့ကလည်းလက်ထက်လေတပွေးတစ်ပိုက်နဲ့တောင်ဟိုကိုင်းချိုးပေးပါအောင်ဒီကိုင်းလေးခူးပေးပါအောင်နဲ့လောဘမတတ်နိုင်ဘူးတကယ်တဲ့နော်အေးမြကသူ့နားမှာရှိတဲ့အကြီးလေးဒေါ်ကျင်ကိုမနာလိုဟန်စကနိုင်ထိုးလိုက်တယ်အကြီးလေးဒေါ်ကျင်မှာသမီးပြို2ယောက်ရှိတာကိုတဲတဲနဲ့ခဲခဲဟုတာရွာကအလွယ်ခေါ်ချလိတယ်ကျောင်းနာမည်ဟာခင်နေကြည်စိုးဆိုလားအဲ့ဒီတယောက်ကမြို့မှာတက္ကသိုလ်ပင်တက်နေပြီဖြစ်ပါတယ်တတိယနှစ်ဆိုလားနောက်ဆုံးနှစ်ဆိုလားပဲခင်နေကြည်စိုးခေါ်တဲတဲဟာမြို့ကျောင်းတက်တော့ပြင်တက်စင်တက်ဝစ်တက်စားတတ်သည်မဟုတ်ပါလားပင်ကွာလဲလှဆိုတော့တဲတဲဟာရွာမှာမင်းသမီးတယောက်လိုလည်းမမားပါဘူးတဲတဲတွေမဟုတ်ပါဘူးသူညီမခဲခဲခေါ်ခင်တရာဆိုးရလေရွာကကွင်းအောင်ကင်မဲ့ဥစ္စာညီမ2ယောက်စလုံးကလှကြပါတယ်အခုအကြီးလေးတော်ကျင်ဟာလက်ထဲမှာလဲပန်းနေတပွေးတစ်ပိုက်နဲ့ကိုအောင်ရင်အားဂိုင်းတကိုင်းထက်၍ချိုးခိုင်းနေသည်ကိုအေးမြကမြင်ရကြားရသဖြင့်တဝင်းတူဟန်တူပါတယ်ငယ်ရာကကြီးလာတာပဲအကြီးလေးတော်ကျင်ဟာအေးမြထာကိုမသိပဲနေပါမလားလေအကြီးလေးတော်ကျင်ဟာရီပြုံးပြုံးနဲ့ပဲစကားဆိုလိုက်တယ်ဟဲ့ကောင်မလေးသူများရီလို့စောစောမလာပဲနောက်ကျမှလာတော့လှတဲ့ခိုင်မရတော့ဘူးပေါ့ငါတို့ကဖျားပန်းတင်ဖို့ပါတော့ခုပေးသူလဲကုသိုလ်ရအပင်ရှင်လဲကုသိုလ်ရအောင်ပါအေးညီလို့ချင်းအပင်မောအောင်ရင်ရှိသားပဲလိုချင်တဲ့ခိုင်ခုခိုင်းမောဟိုကောင်ကညီ့အတွက်ဆိုရင်လေခုပေးချင်တာမှလွန်ရောအေးမြလေတခြားသူမှမဟုတ်တာနည်းတော့စကနိုင်လေးထိုးလိုက်ရမှသူကခုပေးခြင်းဥမကိုကျမခုပေးလဲမလာဘဲတော့မယူနိုင်ပါဘူးအေးမြကအောင်ရင်ကြားတာအောင်အော်ပြောခြင်းဖြစ်ပါတယ်အောင်ရင်တယောက်ကြားပါတယ်အောင်ရင်ဦးတဲ့ကလိကလိဖြစ်သွားတယ်အောင်ရင်လဲအေးမြကိုခုပေးခြင်းတာပေါ့ဒီချိန်ဒီအခွင့်ရေးသူဘယ်လက်လွတ်ခံပါမလဲလေအပင်ထိပ်ဖျားမှပွင့်နေတဲ့ဗရောက်ပန်းတွေဟာလှမလှအောင်ရင်ရောခင်စောဂိုင်းများစွာခူးချုပ်ထားပြီးသားဆိုတော့အခေါင်အဖျားမှသာဝေးဆဆပွင့်နေတဲ့ဗရောက်ဂိုင်းတွေကြံနေပါတော့တယ်အပင်ကွာဆောင်ကနေဝါးတန်ချုံနဲ့လိန်ချိုးရင်တော့ရနိုင်ပါတယ်ဒါပေမဲ့တကြုံနဲ့လိန်ချိုးတဲ့အခါမှာအပွင့်တွေကတခြားဂိုင်းကအရွက်တွေနဲ့ထိပြီးကြွေချကုန်တတ်ပါတယ်အဲ့ဒီအခါမှာဗရောက်ပန်းခိုင်မှာအပင်မော်လောက်မလှတော့ပါအမြင့်ထိတက်မယ်ဆိုရင်လေဗရောက်ဂိုင်းကဆက်ပါတယ်အစင်မသိရင်ကြိုးကြနိုင်တယ်ဒါပေမဲ့အောင်ရင်ကသူရောက်နေတဲ့တစ်ပင်ကွာချမှတဆင်အပေါ်သို့ထက်၍တက်လိုက်တယ်အေးမြအတွက်သူကဒီလောက်တော့စွန့်စားမယ်မဟုတ်ပါလားစိတ်ကြိုက်ဗရောက်ပန်းများစွာပါတဲ့ဂိုင်းများကိုရရှိပြီးသူများက ပန်းများကိုပေးပိုက်၍ကျင်းနဲ့စွာပြန်ချလေပြီခင်ဆိုးပင်
အပင်ပေါ်မှဆင်းလာပြီးဖြစ်ပါတယ်အပင်ပေါ်၌အောင်ရင်တယောက်သာကြံတော့တယ်လို့အပင်အောက်မှာလည်းအေးမြသာကြံတော့တယ်အားလုံးကပတောက်ပန်းခိုင်ကိုစီနဲ့အရှုရှုပြန်ကုန်ကြပါပြီအောင်ရင်ကတခိုင်းမတခိုင်းကူးရင်နဲ့အပင်ထိပ်ဖျားရောက်အောင်တက်နေပါတယ်တနေရာရောက်မှသူကတပင်အောက်ကအေးမြကိုလမ်းအော်ပြောလိုက်တယ်အေးမြကြီးအပင်ထိပ်ဖျားမှာအရန်လာတဲ့ပတောက်ပန်းခိုင်ရှိသေးတယ်နင့်အတွက်ငါခြံထားတာဟာနေခဏဆောင်နော်နင့်အတွက်ငါတက်ခုပေးမယ်ဟဲ့ဖြစ်ရလားမဖြစ်မတက်ပါနဲ့ဟာငါအောက်ကနေဝါရန်ချူကမ်းပေးလိုက်မယ်လေဝါရန်ချူနဲ့ပဲခူးပါလားအပေါ်ထိဆိုရင်အန်ရများရင်နော်တကယ်တမ်းအောင်ရင်ကအပင်ထိပ်ဖျားတက်နေပြီဆိုတော့အေးမြကအားနာပါတယ်သူ့အတွက်နဲ့အောင်ရင်တခုခုဖြစ်သွားမှကိုစိုးရင်ဟန်တူပါတယ်ဘာမှဖြစ်ပါဘူးဟာဒီပင်ကငါတက်နေကြပါအပေါ်အပန်းတွေကဒီပင်ရဲ့အလှဆုံးပန်းခိုင်နေခဏပဲစောင့်နော်တကယ်လဲအောင်ရင်ကတစ်ပင်အတွက်ကြမ်းကျင်ပါတယ်လွာခနဲ့တက်ချသွားလိုက်တာအိုးပင်ထိပ်ပြားပင်ရောက်သွားပြီဖြစ်ပါတယ်အောင်ရင်ကတပင်လုံးရဲ့အလှဆုံးခိုင်းကိုမမိတမီလက်တန်း၍ချိုးလိုက်တယ်သူနင်းထားတဲ့ခိုင်းကကြက်လုံးသားဆိုတော့သူအားပြုလိုက်တိုင်းညွတ်ခနဲ့ညွတ်ကျသွားတယ်အောက်ကကြည့်နေတဲ့အေးမြခမရင်ဘက်ကိုလက်နဲ့ဖိရင်းနဲ့အသေးသေးရင်တဖို့ဖို့ဖြစ်နေရရှာတယ်တော်ပြီအောင်ရင်အန်ရများတယ်ဟာမခုနဲ့တော့အောက်ကိုပြန်ဆင်းလာခဲ့အေးမြပြောတာမှစကားမဆုံးလိုက်သေးပါအောင်ရင်ရဲ့လက်ထက်ကဗရောက်ပန်းခိုင်ပါတဲ့တစ်ခိုင်ကဂျွခနဲ့ချိုးရသွားတော့တယ်အေးပါဟာရပါပြီဒီမှာကြည့်စမ်းအေးမြအပွင့်နေဝါဝင်းနေတာဟာအောင်ရင်ကအောင်ပွဲရစစ်သူကြီးပမာလက်ထက်ကဗရောက်ပန်းခိုင်ကြီးကိုအေးမြအားလှမ်း၍ပြလိုက်တယ်ဟဲလှလိုက်တာတကယ်လဲလှပါတယ်အပင်ထိပ်ဖျားကားဆိုတော့နေအောင်လဲကောင်းစွာရတယ်ဒါကြောင့်အဲ့ဒီပန်းခိုင်ကအလှဆုံးဖြစ်နေပါတော့တယ်အောင်ရင်ကဗရောက်ပန်းခိုင်ကိုတရုတ်တရားကြိုင်ရင်နဲ့အပင်ပေါ်မှာတဖြည်းဖြည်းချင်းဆင်းလာတယ်အေးမြရဲ့ရှင်ထဲမှာလိုချင်တာရသွားတော့ဝမ်းသာပီတိဖြစ်နေဟန်တူတယ်မျက်နှာပေါ်မှာခုနကလိုစိတ်ကောင်းဟန်မရှိတော့ဘဲနဲ့ရွှေမြူးနေတော့တယ်အခြေကွာဆုံနာရောက်တော့အဖေမော်ကနေအောင်ရင်ကကြော့အေးမြတော်ပြီလားငါထက်ခုပေးအောင်မလားယင်ဟင်းတော်ပြီအောင်ရင်နင်ခုလာတဲ့ပန်းခိုင်ကိုလည်းကြည့်ပါအောင်အကြီးကြီးပဲဟာအေးမြပန်းခိုင်ကိုမမီတမီလှမ်းလိုက်ပြီးပန်းထုတ်ကိုမွေးကြည့်တယ်အေးမြကဗရောက်ပန်းတွေကိုနန်းနေပုံကအရန်ကိုလှပါတယ်မျက်စိကိုစုံမိတ်နန်းနေခြင်းဖြစ်တယ်အဲ့ဒီခါမှာသူမရဲ့မျက်ခွန်ကြဲကြီးတွေမျက်လုံးကိုပိတ်ဖုံးသွားတော့တယ်အေးမြရဲ့မျက်နှာပေါ်မှာလူထားပြီးကစားတနခါနဲ့ဆိုတော့အရန်လှနေပါတယ်အောင်ရင်ကငေးမော်ရင်နဲ့သစ်ပင်ကွာဆောင်ကနေခြေချော်ကြပါတော့တယ်အောင်မလေးဗျအောင်ရင်ကိုရုတ်ကားရနဲ့အခြေကွာဆောင်ပြုတ်ချ၍တော်ပါသေးတယ်ဒါပေမဲ့အတန်ငယ်နာသွားဟန်တူတယ်ချက်ချင်းပင်မထနိုင်ပါအေးမြထိတ်ထိတ်ပြပြနဲ့အောင်ရင်လိမ့်ကြရသူပြေးလာတယ်အောင်ရင်နေဘာဖြစ်သွားသေးလဲဘာဖြစ်ပါအောင်ဟာမင်းညောက်ရတော့နည်းနည်းနာသွားတယ်အောင်မလေးအောင်ရင်ကလဲကျနေရနေပြန်ထရင်နဲ့သူတင်ပါကိုသူကန်၍ညှညူလိုက်တယ်ဒါဆိုရင်နေဆေးလူးမှဖြစ်မှာပေါ့လမ်းရောလျှောက်နိုင်ရင်လားငါတွဲကူရမလားယင်အောင်ရင်ခေါင်းခါပြလိုက်ပါတယ်နေပါစေဟာရပါတယ်ဟာနေနေလေးကကြတာပဲဟာဘာမှဖြစ်ပါအောင်ငါလျှောက်နိုင်ပါတယ်ဒါဆိုရင်လည်းငါနဲ့အိမ်လိုက်ခဲ့ဟာနင်းထိုင်အောင်ငါဆေးလူးပေးမယ်လေအေးမြကတော့သဘောရိုးနဲ့ပြောလိုက်ခြင်းဖြစ်ပါတယ်ဒါပေမဲ့လူပြိုလေးတယောက်ကသူ့ရဲ့တင်ပါကိုအပြိုလေးတယောက်ကိုဘယ်လိန်ခိုင်းရပါမလဲလေဒါကြောင့်သူ့ရဲ့တင်ပါကိုသူ့ရဲ့လက်နဲ့ဖိထားပြီးတော့နေပါစေရပါတယ်ဆိုနေဒီလောက်ကတော့အပြော့ပါဟာပြီးတော့ဆေးလိမ့်မယ်ဆိုလဲနေလိမ့်ပေးလို့မဖြစ်ဘူးလေဟာအဲ့ဒီတော့မှအေးမြကလည်းသဘောပေါက်သွားပြီးဟုတ်သားမယ်ဒါဆိုလဲငါမောင်ငါဆောင်ကိုလိန်ခိုင်းလိုက်ပေါ့ဟာလာပါဟာငါနဲ့အိမ်လိုက်ခဲ့အိမ်မှာမော်လက်ဆောင်ကုသိုလ်လုပ်တယ်လေဟာနင်းလဲလိုက်တော့လေလေဟာအေးမြစကားပြောနေတဲ့အခါအောင်ရင်ကအေးမြရဲ့လှုပ်ရှားနေတဲ့နှကန်းလွှာလေးနှစ်ခုကိုငေးကြည့်နေပါတယ်မိုးပြရောင်ရင်ပုံးအင်ကြီးနဲ့ထမိန်ကအေးမြရဲ့ကိုလုံးလှကိုထင်ရှားပေါ်လွင်နေလေတော့အောင်ရင်ကြည့်လို့မဝနိုင်ပါဘူး
အေးမြကအောင်ရင်သူ့ကိုကြည့်နေမှန်းသိတော့ရှက်ကိုရှက်ကန်နဲ့ဗရောက်ပန်းတွေကိုသူမရဲ့ရှေ့ကရင်ဘက်ကိုကွယ်လိုက်ရင်းနဲ့ဟဲ့ငါပြောတော့ကြားရင်လားနေပေါင်ကြည့်နေအောင်အောင်ရင်ကလူမိသွားတဲ့တခိုးလိုပဲထိထိပြပြနဲ့ရှင်းပြတယ်ဟမ်ဘာမှမကြည့်ပါဘူးဟာဟိုဒီကနေ့နေအရန်လာတယ်ဟာဒီဝက်စားနဲ့နေနဲ့တိတ်လိုက်တာပဲဟာအမေကောင်းစုပ်နေပြောသလိုဆိုရင်အရင်နေ့တုန်းကငါမလှဘူးပေါ့လေငါအဲ့ဒါလိုပြောတာမဟုတ်ပါဘူးဟာနေကငါမျက်စိထဲမှာတော့ဘယ်ချိန်ဖြစ်ဖြစ်လှနေရတာပါပဲနေကငါရဲ့အိမ်မက်ထဲမှာတော့အရန်လာရဲ့နောက်သမီးတစ်ပါးပါဟိုနေရလေအောင်ရင်ကသူ့ရင်နဲ့ရှိတာကိုဖွင့်ချလိုက်ပြီလေအဲ့ဒီတော့အေးမြရှက်သွားတာပေါ့အေးမြဘာလဲဟဲ့ငါမနေနိုင်တော့လို့နင်းကိုစကားတစ်ခုလောက်ဖွင့်ပြောချင်တယ်နင်းစိတ်မဆိုးပါနဲ့နော်အေးမြခေါင်းငုတ်ထားပါတယ်လက်နှစ်ဖက်ကပန်းတွေပွေ့ထားတယ်အောင်ရင်ခွင်တောင်းနေတာကိုအင်းမလို့တိတ်တိတ်ဆိတ်ရင်းခုန်နေရှာတယ်အောင်ရင်တယောက်အေးမြနီကိုတိုးကတ်သွားတယ်ယခုဆိုရင်အောင်ရင်နဲ့အေးမြမှာတပေခန့်အကွာညနေချင်းဆိုင်အနေထားမှာရှိနေကြပါတယ်သူတို့နှစ်ဦးကြားမှာဗရောက်ပန်းတွေချထားတယ်ငါနင့်ကိုချစ်တယ်အေးမြနင်ကငါရဲ့အချစ်ဦးပါဟုတ်လေနင့်မှာရီးစားမရှိရင်ငါ့ကိုပြန်ချစ်ပါလားဟင်အောင်ရင်တယောက်ပြောမိပြောရပြောချလိုက်ပါပြီရီးစားစကားကိုဘလို့တီကာစီကာပြောရမယ်သူမသိသူ့ရင်ထဲရှိတဲ့အတိုင်းဝင်ကြီးဝင်ခံလိုက်ချင်းပါအေးမြတယောက်ခေါင်းငုတ်ထားရကနေစက်ခနဲမော့လာတယ်အောင်ရင်ရဲ့စကားကိုအောင်ရင်ရဲ့မျက်နှာပေါ်မှာဝေဖန်သုံးသပ်တယ်တကယ်ချစ်မချစ်ပေါ့ပြီးတော့တခွန်းမဲဆိုတယ်ကျုံမှာရီးစားမရှိဘူးတော့ထို့သောပြောပြီးအေးမြကအောင်ရင်ရဲ့အနီးကနေပြေးထွက်သွားတော့တယ်အောင်ရင်ကဦးချောင်ချောင်နဲ့ကြံခဲ့တယ်အေးမြတော်တော်လန့်လန့်ကိုရောက်သွားမှာဟင်နေရောက်လေအေးမြငါ့ကိုအဖြေပေးသွားအောင်လေအေးမြကအောင်ရင်ရဲ့စကားကိုကြားတော့လေလက်မကြည့်တော့ပါအောင်ရင်ကတော့ပြေးသွားတဲ့အေးမြရဲ့နောက်ကျောကိုငေးရင်းနဲ့ငူးငန်ငိုင်းကြံရစ်နေခဲ့ပါတော့တယ်တကြံအကြနေနနက်ခင်းအောင်ရင်မနေ့ကတနေ့လုံးတနှုံနှုံနဲ့နေထိုင်မကောင်းခဲ့ဘူးအေးမြကရေရရာအဖြေပေးမသွားတာကြောင့်ဖြစ်ပါတယ်ချစ်ရင်လည်းချစ်တယ်ပေါ့မချစ်ဘူးဆိုရင်လည်းဘာတတ်နိုင်မှာတော့ဒါသူ့ရဲ့အခွင့်အရေးသူ့သဘောလေအခုတော့အေးမြကချစ်တယ်လည်းမဟုတ်မချစ်ဘူးလည်းမဟုတ်ကျုပ်မှာရီးစားမရှိဘူးတော့ဆိုတာပဲပြောသွားတော့အောင်ရင်တယောက်စက်တငန်ငန်နဲ့ဘာလို့ဘာကံမှမသိအကြနေဆိုတော့သူ့လိုရွယ်သူတငယ်ချင်းများကရေတွေပတ်လိုက်ကြရေစကားလိုက်ကြနဲ့တဟေးဟေးတဟားဟားနဲ့ပွဲကြနေချိန်ဒုက္ခမြလက်ဓားမိုင်မှိုင်နေရရှာတယ်ဒုက္ခမြအေးမြကိုတွေ့ရနုံနုံဆိုပြီးအေးမြရဲ့အိမ်ရှိလန်းကိုခေါက်တုံးခေါက်ပြန်ရှောက်နေတာဘယ်နှခေါက်မှန်းတော့မသိတို့ရင်မဲ့အေးမြကိုလုံးဝမတွေ့ရသေးပါဒါနဲ့အိမ်ပြန်လာပြီးခြံထဲကပလက်ကလထိုင်ပေါ်ခြေပြက်လက်ပြက်ထိုင်နေခြင်းဖြစ်ပါတယ်အဲ့ဒီချိန်နေ့လေတနာရီခန့်မှာအပြိုကြီးမတ်ဖော့ဇီးဖြော်ကြီးဂျိုက်ကြီးကိုဆွဲပြီးတော့ခြံထဲကိုဝင်လာတယ်အခါတွင်ဥပုသ်သီလယူကြတဲ့လူကြီးသူမများကိုအာဟာရဌာနလှုပ်ခြင်းဖြစ်ပါတယ်ဟဲ့အောင်ရင်အကြီးတို့ဘာထွေးလို့ရှိကြလားလူကြီးတွေကမနက်ခင်းသီလယူနေ့လည်နေခင်းတရီတမောမှေးကြပါတယ်အောင်ရင်ကမဖြေခြင်းနဲ့ရှိတယ်မိုက်ဖော်အဖေရောမေပါအိမ်ထဲကတန်လျာမှာလဲနေကြရထင်တယ်ဝင်သွားတော့ဗျာမဖော်ကအိမ်ထဲတန်းဝင်မသွားသေးပဲအောင်ရင်ထိုင်နေတဲ့ပလက်ကလထိုင်နီးကိုရှောက်လာပြီးအမေဒီကနေ့ငါမောင်ကရေမကစားဦးထင်တယ်ဘာလဲရီးစားပူမိနေလားအောင်ရင်တယောက်အထိတ်တလန့်နဲ့မဖော်ရဲ့မျက်နှာကိုလှမ်းကြည့်လိုက်တယ်မာကြီးဖော်ဘလို့သိနေရလဲပေါ့မဖော်ကမချိုမချင်ပြောရင်းနဲ့ကောင်းလေငါခုအေးမြတို့အိမ်ဘက်ကိုဇီးဖြော်ကြီးပို့ပြီးတော့ပြန်လာတာအေးမြငါ့ကိုနေအကြောင်းကုန်ပြောပတ်လိုက်တယ်အောင်ရင်တယောက်ပလက်ကလထိုင်ပေါ်ကြောမိထားရကနေချက်ချင်းခါဆန့်သွားတယ်ဟင်အေးမြကျုပ်အကြောင်းပြောလိုက်တယ်ဟုတ်လားမကြီးဖော် तू ကဘာတွေပြောလိုက်တာလဲဟင်
နေရသူ့ကိုဒီကနေ့ကြီးစားစကားဖွင့်ပြောလိုက်တယ်တဲ့ပြီးတော့သူ့ကိုလည်းကြည့်နေလိုက်တာလေအတင်းမဲ့တဲ့သူကရှက်လို့ထွက်ပြေးလာခဲ့တဲ့ဆိုပဲဟုတ်တယ်မာကြီးဖော်နောက်တော့ရောအေးမြဘာပြောလိုက်သေးလဲယင်အောင်ရင်ကတီးလို့စောနေမေးတယ်မဖော်ကအထာကင်လိုက်တယ်နေပါအောင်ဟဲ့ငါရွာထဲမှာအိမ်တိုင်းစီဇီးဖြော်ကြီးလိုက်ကဲပေးနေရတာညောင်းနေပြီမလေးလက်တစ်ဖက်ကလည်းဇီးဖြော်ကြီးကြိုက်ဆွဲထားလုံးလို့လန့်သေးချင်နေပြီအောင်ရင်ကပြတိပြနဲ့လာမိုက်ဖော်ဒီပလက်ကလက်ထိုင်မှာလာထိုင်လိုက်နော်အဖေနဲ့အမေဖို့ကျုပ်ဇီးဖြော်ကြီးသွားထည့်ပေးလိုက်မယ်နားပါအောင်ဗျာအောင်ရင်ကမဖော်ရဲ့လက်ထက်ကဇီးဖြော်ကြီးကြိုက်ကြီးကိုဆွဲပြီးအိမ်ထဲဝင်သွားခဲ့တယ်မကြပါဘူးပြန်ထွက်လာတယ်မိုက်ဖော်ညောင်းရင်ကျုပ်ဇီးဖော်ကြီးကိုရွာထဲမှာဆက်ဝေပေးမယ်လေအော်ဒါနဲ့အေးမြကလေဘာဆက်ပြောသေးလဲမဖော်ကသူ့ရဲ့ငကိုကမှင်းနေတဲ့မျက်လုံးကိုထပ်မှေးလိုက်ပြီးနင်တကယ်ရွာထဲမှာဆက်ဝေပေးမှာလားအဲ့ဒါဆိုရင်ငါဆက်ပြောမယ်ဘာလို့ညာရမှာတော့ဗျာတကယ်ဝေပေးမှာပေါ့မာကြီးဖော်ရမဖော်ကအဲ့ကြမှာပြုံးတုံးလှုပ်ပြီးတော့သူခါကြမှာဝက်ယူလာတဲ့စာတဆောင်ကိုအောင်ရင်အားပြတယ်ဒါအေးမြနင့်ကိုပေးလိုက်တဲ့စာဟင်အေးမြစာပေးလိုက်တာလားပေးကြောက်ဖက်ကြည့်ဦးမယ်အမေဒီလိုတော့ဘယ်ရမလဲကောင်ရဲ့နင်ငါကိုစားရွာထဲကိုဇီးဖော်ကြီးဆက်ဝေပေးပါမယ်လို့ခရီးပေးမှဒီစာကိုပေးမယ်မဝေပေးလို့ကတော့ငါစာကိုပြန်သွားမှာဇီးဖော်ကြီးဂျာကြီးထဲမှာအပြည့်နီးပါးကြံပါသေးတယ်မဖော့နိုင်ရင်3ရင်လောက်သာဝေခဲ့ရသေးဟန်တူပါတယ်မဖော့ကလူလေလောက်ပြီးတော့သူ့ကိုစားအောင်ရင်အားရွာထဲမှာလှည့်ဝေခိုင်းခြင်းဖြစ်ပါတယ်ဘာတက်နိုင်မှာတော့အောင်ရင်သဘောတူလိုက်ရတယ်အဲကြမှာမဖော့ကအေးမြပေးလိုက်တဲ့စာကိုအောင်ရင်ရဲ့လက်ထဲကိုထည့်ပေးလိုက်တယ်အောင်ရင်တယောက်သူ့ရဲ့လက်ထဲရောက်လာတဲ့စာကိုတရုတ်တရဖွင့်ဖက်လိုက်တယ်စာထဲမှာအောင်ရင်နင်ကတကယ်ချစ်ရင်အတက်နေ့မနက်စောစောမှာနင်ပန်းချုပ်ပေးလိုက်တဲ့ဗရောက်ပေအောက်ကလာဆောက်နေပါငါရွာဦးเจ้าကိုဆွန့်ချိုက်ပို့တဲ့အခါဗရောက်6ရောင်ဝမ်းဆက်ဝစ်လိုက်ရင်နင်းကိုချစ်တယ်လို့အဖြေပေးရတဲ့အတူတူပဲအကယ်၍ငါတခြားရောင်ဝစ်လာခဲ့ရင်တော့တငယ်ချင်းလိုပဲဆက်ပြီးခင်ချရမယ်နော်တဲ့စာကအဲ့ဒါလိုရေးထားတာဒါပေမဲ့ထူးဆန်းနေတာကအောက်ဆုံးကစာကြောင်းအေးမြတို့ရိုမန်တစ်ဆန်လိုက်ပုံကစာရဲ့အောက်ခြေမှာဖောင်တိန်နဲ့အသေးပုံတေးသေးချာချာရေးဆွဲပေးလိုက်ပြီးမှအဆုံးသတ်မှာတော့တသက်လုံးတစ္ဆာမြဲမဲ့တစ္ဆာရှင်မလေးအေးမြပါတဲ့ကြီးစားလည်းမဖြစ်သေးဘူးအဖြေလည်းမပေးရသေးဘူးဒါပေမဲ့အေးမြကတသက်လုံးတစ္ဆာမြဲမဲ့ဆိုပါလားအသေးပုံကလည်းပါလိုက်သေးဒါပေမဲ့ဒီဟာငှအားအောင်ရင်ဆိုတာကလေမအူမလဲဦးကြောင်ကြားအောင်ရင်လေ तू ကဘာလုပ်တယ်မှတ်လဲစာရွက်ကိုလက်အုပ်ချထားတဲ့လက်နှစ်ဖက်ကြားမှာညှက်တဲ့ပြီးဆူတောင်းနေပါလေရဲ့ဖះမလို့အတက်နေချရင်အေးမြဗရောက်6အောင်ဝမ်းဆက်ဝစ်လာပါစေအဲ့ဒီလိုဆူတောင်းနေလေရဲ့တကယ်တော့အေးမြကဝစ်စုံ3စုံချုပ်ထားတာအတက်နေချရင်ဗရောက်6အောင်ဝမ်းဆက်ဝစ်မယ်လို့ဆုံးဖြတ်ထားပြီးသားကဲမခတ်ပေဘူးလားဗျာတကြံအတက်နေလေအောင်ရင်တယောက်ပြောနေပါတယ်သူ့ကိုပြောဘသူမှမိလိုက်မယ်မထင်ပါမနှက်ပြန်ဆိုရင်အေးမြကသူ့ကိုအဖြေပေးမိမဟုတ်ပါလားမာကြီးဖော့ကသူ့ခေါင်းကိုတိန်ခနဲမြောက်ခေါင်းခောက်၍မဲကရွက်ကနဲ့ဆိုသွားခဲ့သည်လေသူကမဖော့ကိုဒီလိုသွားမေးခဲ့တာကိုဟိုကခောက်မှာပေါ့မာကြီးဖော့အေးမြကျုပ်ကိုပြန်မချစ်ပါမလားဗျာကျုပ်စိတ်ထဲသူကညင်းလိုက်မလားလို့စိုးရင်လိုက်တာဗျာနားတယ်ဗျာကျုပ်ကိုဘာလို့ခေါင်းခောက်တာလဲဟဲ့ငါတို့စာဖတ်ပြီးရအောင်မိန်းကလေးရဲ့သဘောထားကိုနားမလည်သေးဘူးလားနင်လိုတုံးတဲ့ငါတုံးကတော့နင်မဲရှိလိမ့်မယ်သိရလားအေးမြနင်ကိုအဖြေပေးခြင်းလို့ဒီစာရေးပို့တာပေါ့မှတ်ထားငါတုံးရဲ့တို့မိန်းကလေးတွေကမချစ်လို့ကတော့စာမပြောနဲ့လှဲ့တော့မကြည့်ဘူးဟဲ့နင်ဟာလေအတော်ကိုတုံးလွန်းအလွန်းနေဒါတော့အောင်ရင်ကခေါင်းခောက်ခံလို့နာသွားတဲ့သူ့ရဲ့ခေါင်းကိုပုတ်တက်ရင်းနဲ့စဉ်းစားနေသေးတယ်ပြီးလေမှာရေးမြသဘောပေါက်သွားဟန်တူပါတယ်ဟင်အဲ့ဒါလို့ဆိုရင်အေးမြလည်းကျုပ်ကိုချစ်တယ်ပေါ့နော်မိုက်ဖော်ဟိအဲ့ဒါဆိုရင်
ကျုပ်လွတ်ပြော်သွားပြီဗျာအောင်ရင်ကအပြော်လေးရင်ဆုတ်ကအာရပါရဆိုလေတော့မာကြီးဖောကလည်းမာကြီးဖောပဲလေအပြိုကြီးဆိုတော့နည်းနည်းလောက်တော့ဆရာကြီးလှုပ်လိုက်ရမှကျင်းနဲ့တကြတဲ့အမျိုးဆိုလေတော့အေးလွတ်ပြော်တာလဲပြောပေါ့လေဒါပေမဲ့အပြော်လုံးပြီးတော့အချက်နေမှာရွာတဲ့လေကဲမနေနဲ့လူရဲ့စိတ်ဆိုတာမြောက်စိတ်လိုပဲဟဲ့ခုချစ်ချင်းချစ်တော့ချနေအမြင်ကက်ရင်အခက်ပဲနင်ရွာတဲ့ကဲနေရအေးမြတွေ့သွားလေရတော့အဖြေမရမနဲ့ပါချခံနေအောင်မယ်ကဲရော့ဇီးဖြော်ကြီးကြိုက်နင်ရွာတဲ့လှဲ့ဝေလိုက်တော့ဟာငါသွားပြီမဖောကသူ့ရဲ့လက်ထက်ကဇီးဖြော်ချိုက်ကိုအောင်ရင်ရဲ့လက်ထက်ကိုထည့်ပေးခဲ့ပြီးထွက်သွားပါတယ်အောင်ရင်ကတော့မဖောရဲ့စကားကြောင့်မနှပြန်အချက်နေမှာခါတိုင်းလိုတငယ်ချင်းများနဲ့မကဲတော့ရန်ဆုံးဖြတ်လိုက်ပါတော့တယ်ဒါကြောင့်လေဒီကနေ့တကြံအချက်နေနိုင်အောင်ရင်လဲသူ့ရဲ့အိမ်ဝိုင်းထဲမှာသာတကုတ်ကုတ်နဲ့ရှိနေလေတယ်ဥပုသ်သီလယူထားကြတဲ့မိဘနှစ်ပါးကပင်ငယ်ဆုံးသားအောင်ရင်ကိုကြည့်လျက်အံ့ဩနေကြတယ်အောင်ရင်ကအသက်19နှစ်ရွယ်ဖြစ်ပြီးအင်မတန်အပျော်ပါမတ်သူပါအတားတကြံကာလမှာငယ်ချင်းများနဲ့နှစ်စဉ်ကဲနေကြဖြစ်ပါတယ်ရိုးအားတဲ့အောင်ရင်မှာငယ်ချင်းများ၏တနာချစ်ခင်မှုကိုလေးနက်စွာခံယူရပါတယ်ငယ်ချင်းများကအောင်ရင်မပါလင်မပြီးအောင်ရင်ပါမှပွဲစီသည်ဟုအောင်းမေးကြပါတယ်ယခုနှစ်မှာအောင်ရင်အားငယ်ချင်းများကရေကစားရန်လာခေါ်ကြတော့လေအောင်ရင်ကထူးဆန်းစွာညင်းပယ်လိုက်တယ်ငယ်ချင်းများစွာကဇွတ်တင်းခေါ်တော့လေသူကမလိုက်ဒါကြောင့်ငယ်ချင်းချို့ဟာစိတ်ကွက်ခါဒေါသထွက်ကြရတယ်အောင်ရင်အားဘယ်တော့မှလာမခေါ်ဘူးဆိုကထွက်သွားခဲ့ကြခြင်းဖြစ်ပါတယ်အထူးသဖြင့်တော့အောင်ရင်နဲ့ငယ်ပေါင်းတန်ခဲအောင်ရင်ရဲ့အပေါ်မှာတော်တော်လေးစိတ်ဆိုးသွားဟန်တူတယ်အောင်ရင်အားခေါ်မရတဲ့အခါယောက်ျားလေးတငယ်ချင်းတို့ထုံးစံအတိုင်းဆဲဆို၍ဒေါသဖြစ်ပြန်သွားခြင်းဖြစ်ပါတယ်ဒါလည်းအရင်ကဆိုအောင်ရင်ကတန်ခဲပြောသမျှပြီးခဲ့တာကြောင့်ဖြစ်ပါတယ်အောင်ရင်နဲ့တန်ခဲတို့ကဆဲမနာဆိုမနာတငယ်ချင်းရင်းနေဖြစ်ကြတယ်အားလုံးထဲမှာသူတို့နှစ်ယောက်ကအတွေ့အဆုံမဟုတ်လားဒါကြောင့်တန်ခဲကစိတ်ဆိုးခြင်းဖြစ်လိမ့်မယ်တစောင်းမုံလားပြည့်ဖြစ်တဲ့တခိုးညလိုအခါမျိုးမှာတော့တန်ခဲကဥဆောင်ပြီးတော့ကြက်ခိုးပါတယ်အောင်ရင်ကတန်ခဲရဲ့နောက်လိုက်တန်ခဲခိုင်းတာအကုန်လုံးလေးရှိပါတယ်အကယ်၍လူမီးရင်လဲတန်ခဲကအောင်ရင်ကိုဘယ်တော့မှဆွဲမထက်သူတအူးတဲ့ခေါင်းခံပြီးတကြီးရဲ့ထိတ်တုံး၌ပျော်ပျော်ကြီးအခက်ခံလေးရှိတယ်တန်ခဲကအောင်ရင်ကိုတော့ညီကိုရင်းထပ်ပင်ချစ်ခင်သူဖြစ်ပါတယ်တခုပင်တန်ခဲကစိတ်တူစိတ်ဆက်တယ်အောင်ရင်ကရိုးအားနဲ့နှုံတယ်ထစ်ခနဲဆိုရင်တန်ခဲကလက်ပါတတ်တယ်ရန်ဖြစ်လွယ်တယ်အောင်ရင်ကတော့အဲ့ဒီလိုမဟုတ်တန်ခဲရန်ဖြစ်တဲ့ချိန်တိုင်းဝင်ရောက်ဖြန့်ပေးလေရှိတယ်တငယ်ချင်းတစ်ယောက်ကခင်မီရင်းနှီးစွာပေါင်းတင်ကြတော့လဲဇယိုက်မတူကြပါအချိန်တော့ကုံလွယ်လွန်းလာတယ်အောင်ရင်တယောက်အိမ်ထဲမှာနေနေကြံအကြက်နေသည်ပြီးဆုံးလူတိုင်တိုင်းညနေပိုင်းသို့ရောက်လာတယ်အောင်ရင်တယောက်ဤသို့တွေးတယ်ယခုချိန်ဆိုရင်ရွာရဲကလေးတွေရေပတ်နားလောက်ပြီသူရဲ့စိတ်ထဲမှာချစ်ခင်ရတဲ့အေးမြရဲ့မျက်နှာလေးကိုမြင်တွေ့ချင်နေမိသည်မှာအမှန်ပါအ ਨੇ ဆုံးအေးမြရဲ့မျက်နှာကိုစက္ကပိုင်နာတွေးမြင်ခြင်းစိတ်ကဖြစ်နေမိတယ်ဒါကြောင့်ရှဲအင်းကြီးခက်လက်လက်ထဲကိုဝစ်လိုက်တယ်ရှဲအင်းကြီးမှာနန်းသာရောင်ဖြစ်တယ်ခေါင်းပေါ်ကသပင်တူနန်းနန်းကိုစီလိမ့်ပြီးတရက်စွာခေါင်းဖိလိုက်တယ်ပြီးတဲ့အခါအမားလက်ကြီးကြီးဆွေရဲ့တရုတ်ရေမွေးဘူးကိုဟိုကြီးဒီကြီးလောက်ကတရှိရှိနဲ့သူ့ရဲ့ကိုအနှံ့ကိုဖြန့်လိုက်တယ်ရေမွေးမှာနင်းစီရနံဖြစ်တာကြောင့်အောင်ရင်ရဲ့ကိုမနင်းစီနံများတထောင်းထောင်းထနေတော့တယ်တခါတရံမှထုတ်ဝက်တဲ့ပလေကပစိုးဝက်လိုက်တယ်မှန်ကို3-4ခါထပ်မနေကြည့်လိုက်တယ်မှန်ကိုကြည့်ပြီးကိုကျင်းနေလောက်ပြီးဆိုမှမြင်းချမ်းတရေဖနက်ကိုချစီတယ်အဲဒီနောက်အမေကိုရွာရဲခဏသွားအောင်မလို့ဆိုကထွက်လာခဲ့ပါတယ်အမေကသူ့ကိုပြုံးစစ်စစ်ကြည့်တော့သူရှက်ခုရှက်ကန်ဖြစ်ရသေးတယ်သူ့မျက်နှာပေါ်မှာတနခါမှုတ်တွေဖုံနေသည်မဟုတ်ပါလားပြီးတော့ရင်မွေးနဲ့နေရတထောင်းထောင်းချစ်သူရဲ့အမြင်မှာသူလှကျင်နေတော့အမားတွေတနခါလင်းပြီးတိုးပန်းနဲ့ရိုက်တတ်တဲ့တနခါမှုတ်လေးတွေသူ့ရဲ့မျက်နှာပေါ်မှာရိုက်ခဲ့သည်မဟုတ်ပါလားဒေါ်မြင့်ကသူ့သားလူပြိုလှဲ့သွားမိပုံကိုကြည့်၍သဘောကျစွာရည်နေပါတယ်
တို့ဖြစ်ပဲအောင်ရင်တယောက်ရွာတွေကကလေးတွေရေပတ်သေးလားဆိုပြီးအကဲခတ်ရင်းနဲ့အေးများတို့အိမ်ရှိရာဘက်ကိုလမ်းလျှောက်ရီထွက်ခဲ့တော်တယ်သူတို့ရဲ့အိမ်ကရွာမြောက်ပိုင်းဆိုတော့အေးများတို့အိမ်ရှိတဲ့ရွာလေပိုင်းကိုနည်းနည်းတော့ရှောက်ရပါတယ်ရွာကရွာတန်းရှည်ကြီးဖြစ်တယ်အေးများတို့အိမ်ကရွာကတာရေးနာရေးအသင်းတီရှိရာရွာလေဓမ္မယုံနဲ့မနှီးမွေး၌တီရှိလေတယ်အချိန်မှာတော့နေဝင်ဖြိုးဖြညနေစီးစာအချိန်နေညိုချိန်တိန်စီးစာတို့ရဲ့အလားဆုံးအချိန်မှာသူလမ်းလျှောက်လာစင်မှာဓမ္မယုံဘက်လူငယ်တစုသည်စူအောင်ဖြစ်နေကြတယ်တိတ်မကြခင်မှာပဲအော်ဟစ်ဆဲဆွတ်တံများနဲ့အတူလူငယ်ချို့ကသူရှိရဘက်ကိုပြေးလာနေကြသည်ကိုမြင်လိုက်ရပါတယ်ရှေ့ဆုံးကပြေးလာသူကိုသူလှမ်းကြည့်လိုက်တယ်ဟင်ဖိုးထုမှန်ပါတယ်ဖိုးထုဆိုတာကရွာထဲကစိုးသွမ်းလူငယ်တယောက်ပါမိမနိုင်ဖမနိုင်ဖြစ်တယ်ဖိုးထုကစကားပြောဆိုမိုက်ရိုင်းတယ်လူကြီးသူမများဟုတ်ပင်ဒါချင်းချင်းတတ်သူဖြစ်တယ်သူကိုယ်သူလူမဟိခံယူထားသူဖြစ်ပါတယ်ရွာဖျားပွဲမှာရွာသားချင်းချင်းခေါင်းကိုရိုက်ခွဲသဖြင့်ညို့အချုပ်မှာ3လလောက်ထောင်ချဘူးသူဖြစ်ပါတယ်အခုလေဖိုးထုကဘာပြဿနာရှာလာတယ်မသိသူ့ရဲ့နောက်ကနေလူအုပ်ကပြေးလိုက်လာနေတယ်ဖိုးထုရဲ့နောက်ကနေပြေးလိုက်လာသူတွေများထဲမှာတယောက်ကလမ်းအောင်လိုက်တယ်အဲ့ကောင်ဖမ်းစမ်းဘလို့စိတ်နဲ့ဟေးဖမ်းမိအောင်ဖမ်းထားပါဗျိုးဒီကောင်ခင်နေကြီးဆိုဓာတ်နဲ့ထိုးပြေးသွားလို့ဟင်ဖိုးထုမိုင်းရိုင်းလာကြည်လားမိန်းကလေးတယောက်ကိုဓာတ်နဲ့ထိုးပြေးရတယ်လို့အောင်ရင်ကပစိုးကိုခတ်တိုပြင်ဝင်ရင်းနဲ့ဖိုးထုပြေးလာတဲ့လမ်းလေကနေစောက်ချုံနေလိုက်တယ်အနီးမှာတွေ့ရတဲ့တသားချောင်းတစ်ချောင်းကိုကောက်ယူ၍စောင့်နေခြင်းဖြစ်ပါတယ်ဖိုးထုကသူ့ကိုမြင်သွားပြီးပြေးလာရင်လည်းအော်ပြောလိုက်တယ်ဟဲ့ကောင်ငါရှက်နေဖဲစမ်းမင်းနဲ့မဆိုင်ရှောင်းနေနော်အောင်ရင်ကဖိုးထုရဲ့စကားကိုဂယုမစိုက်ပါအနားနီးလာတဲ့အခါမှာဖိုးထုအားဝင်ရမ်းလိုက်တယ်ဖိုးထုကအသက်ပုတ်ကျွမ်းကျင်တဲ့လူမိုက်တစ်ယောက်ပါရိုက်ချက်ကိုရှောင်ပြီးတော့အောင်ရင်အားဓာတ်ဖြင့်တွတ်ထိုးချလိုက်တော့တယ်အောင်ရင်ရဲ့ဝမ်ပိုက်ဘူးခနဲဖြစ်သွားတယ်ဒါပေမဲ့အောင်ရင်သတိကောင်းပါတယ်ဖိုးထုရဲ့ခေါင်းအားဒုတ်ဖြစ်မိမိရရထပ်မံရိုက်ချလိုက်ရာဖိုးထုရဲ့ခေါင်းကသွေးများဖြာကျကလမ်းပေါ်ဘိုင်းခနဲလဲကျသွားတယ်နောက်ကလိုက်လာသူများကရောက်လာကြပါပြီလဲကျနေတဲ့ဖိုးထုကိုပြေးကန်သူကကန်ထိုးသူကထိုးကြပါတယ်အတန်နဲ့ကြီးရင်သူတယောက်ကအော်ဟစ်သတိပေးလိုက်တယ်ဟေးကောင်နေမလောက်ချနေဘူးလက်လွန်ကုန်ကြမယ်ဖိုးထုကိုရဲလက်ကိုအဲ့ရမှာမင်းတို့ကဂျားတဲ့ကနေတရားခံမဖြစ်ချင်ကြနဲ့အဲ့ဒီလူကြီးရဲ့သတိပေးစကားကြောက်တာဖိုးထုတတ်တာရပါတော့တယ်လို့မဟုတ်ရင်တော့ရွာသားများကဖိုးထုအားအသေးလုံးကြမိဖြစ်ပါတယ်ဖိုးထုကိုဆွဲထူ၍အာကောင်မောင်းတန်လူငယ်2ယောက်ကဘေးတစ်ဖက်တစ်ချက်စီကနေချုပ်ထားကြပါတယ်ဟာအောင်ရင်ဘာဖြစ်တယ်မသိဘူးလုံးကြပါအောင်အခုမှလူတွေကအောင်ရင်ကိုသတိရသွားကြတယ်အောင်ရင်ကဘိုက်မှာဓာထိုးခံရ၍သူ့ရိုင်ထဲမှာလဲနေပြီဖြစ်ပါတယ်အောင်ရင်ဓာထိုးခံရသည်ဆိုတော့အရင်ဆုံးပြေးချလာသူဟာတန်ခဲပါတန်ခဲသည်အောင်ရင်ကိုပွေ့ချင်တဲ့အန်တချိတ်နဲ့ရေထုမနာဤသို့ဆိုပါတယ်အောင်ရင်ဟာမင်းငါခေါ်တော့ငါသာလိုက်ခဲ့ရင်အခုလိုဖြစ်လာမှာမဟုတ်ဘူးကွာဖြစ်မှာဖြစ်ရလေတငယ်ချင်းဟာတန်ခဲရဲ့နှာခေါင်းထဲမှာတော့နေစီရင်မွေးနဲ့အတူသွေးညီနှံများကရောရှက်နေကြပါတော့တယ်ကြံအတက်နှစ်ရွာတွေကလူကြီးများမှာနေ့စစ်မပြတ်ရိုးရာအစင်လာတိုင်းနနက်4 နာရီထိုးတာနဲ့ရွာဦးကချမ်းသာရစေတော်မှာစွန်းတော်ကတ်ကြရင်နိုးလာချပြီဖြစ်ပါတယ်အခါတွင်ဖြစ်တဲ့ကြံအချို့နေ့မှစပြီးအတက်နှစ်အထိချမ်းသာရစေတော်တွင်ရွာလုံးကျွတ်စွန်းတော်နဲ့တောက်တော်ရီလာကတ်ချစမေဖြစ်ပါတယ်နနက်9 နာရီအမောင်မကွဲခင်အချိန်ကလေးကရွာတွေကလူကြီးသူမအချို့ဟာစွန်းတော်ဘန်းကိုခေါင်းမှရွက်ပြီးရွာဦးစေတော်ဖြစ်တဲ့ချမ်းသာရဖះကိုတစ်ဖွဲ့ပြီးတစ်ဖွဲ့လမ်းလျှောက်သွားနေကြပါတယ်အေးမြသည်အောင်ရင်အားမနက်စောစောဗတောက်ပင်အောက်မှလာဆောက်နေပါဟုစာရေးပြောခဲ့ခြင်းသည်ချမ်းသာရစေတော်ကိုဤဗတောက်ပင်ရှိရာလမ်းကဖြတ်သွားပြီးစွန်းတော်ကတ်လူရန်သွားရမှာမို့ချင်းဆိုခဲ့ခြင်းဖြစ်ပါတယ်အမှန်တော့အေးမြသည်ရွာလေလမ်းမကြီးကသွားရင်ရပါတယ်
တို့ပေမဲ့အေးမြကတသက်မဲ့ဒီပတောက်ပင်ရှိရာလမ်းတွေကိုတမင်ချင်းဆိုရခြင်းမှာတော့လူအသွားလာနေပါတော့ကြောက်ဖြစ်ပါတယ်ယခုပတောက်ပင်အောက်မှာဝရိယကောင်းစွာဖြင့်အောင်ရင်စောင့်နေခဲ့ပါပြီဒါပေမဲ့အေးမြကအခုထိမလာသေးပါလမ်းတွေထဲကစွန်းတော်ကက်ရန်လူအချို့ထွက်လာကြတယ်အောင်ရင်သူ့ကိုမြင်သွားမှဆိုလို့ပတောက်ပင်ရဲ့အနောက်မှာဝင်ပုန်းနေလိုက်တယ်လာနေကြသူများမှာအပြိုမ2ဦးဖြစ်ပါတယ်အေးခိုင်နဲ့နွေနွေခိုင်တို့ညီမဖြစ်ကြတယ်ညီမ2ယောက်ကစွန်းတော်ဘန်းကိုစီရွက်ရလာနေကြတယ်ပတောက်ပင်နေကိုရောက်တဲ့အခါမှာအေးခိုင်ကစွန်းတော်ဘန်းကိုလက်နဲ့ထိန်၍ပတောက်ပင်ကိုတစ်ချက်မြမော့ကြည့်ပြီးနွေနွေပတောက်ပန်းနဲ့ရလားငါနှာခေါင်းထဲမှာပတောက်ပန်းနဲ့နေတင်းနေရပဲဟဲ့နွေနွေခိုင်ကကြောက်တလူလိုယွန်းတလူလိုနဲ့အေးခိုင်ဘက်ကိုတိုးကပ်လာတဲ့အခါဟုတ်တယ်အမချုပ်လေဘရောက်ပန်းနဲ့နေရတယ်ဒါပေမဲ့အမလည်းအဖေမော်အကြည့်သားဘရောက်ပန်းကတကိုင်းမှမပွင့်တာဘယ်ကဘရောက်ပန်းနေရနေပါလေချုပ်စိတ်ထဲမှာတမျိုးကြီးပဲတော်အမှန်တော့အေးခိုင်သည်ဘရောက်ပင်အောင်ကိုစရောက်ကြတဲ့ဟာသူ့ရဲ့တကိုယ်လုံးကြက်သီးမွေးညင်းနေထသွားခဲ့တယ်ဒါပေမဲ့ဒီလမ်းကသူတို့သွားနေကြလမ်းဆိုတော့တိတ်မကြောက်မိခြင်းဖြစ်ပါတယ်အခုနွေနွေခိုင်ကအဲ့ဒီလိုဆိုလေတော့သူ့ရဲ့မျက်လုံးထဲအကြုံနဲ့အောင်ရင်ဗရောက်ပန်းခူးပေးနေတာကိုပြေးမြင်အောင်သွားခြင်းဖြစ်ပါတယ်အဲ့ဒီနေ့ကသူလဲအောင်ရင်ချိုးချပေးတဲ့ဗရောက်ပန်းကိုယူခဲ့သည်မဟုတ်ပါလားလာလာညီမလေးသွားချစို့ဟာဒီနေရာနေမြန်မြန်သွားချရအောင်နော်အေးခိုင်သူ့ညီမရဲ့လက်တစ်ဖက်ကိုဆွဲပြီးဗရောက်ပေအောက်ကနေခတ်တုတ်ထွက်လာခဲ့တော့တယ်အဲ့ဒီချိန်ဗရောက်ပင်ကိုကိုယ်ရက်နေတဲ့အောင်ရင်ကနှာချီလိုက်တယ်တိတ်ဆိတ်နေတဲ့အချိန်ဆိုလေတော့အောင်ရင်နှာချီတန်ကအတော်ကျေလောင်သွားပါတယ်အချို့အေးခိုင်ရောနွေနွေခိုင်မှာဗရောက်ပင်ရဲ့အခြေကိုလှမ်းကြည့်မိလိုက်ကြတယ်သူတို့ညီမနှစ်ယောက်မျက်လုံးပြူးသွားတယ်ဗရောက်ပင်ရဲ့အောက်မှာလူတစ်ယောက်မှမတွေ့ပါညီမနှစ်ယောက်စလုံးစွန်းတော်ဘန်းကိုမြဲအောင်ကင်ပြီးတချိုးတည်းပြေးချလေတော့တယ်အမလေးတရေအောင်ရင်ကတော့သူတို့ညီမကိုကြည့်ပြီးတခိခိနဲ့သဘောကျပြီးကြံရစ်ခဲ့ပါတော့တယ်နောက်9မိနစ်လောက်ကြာမှအကြီးတန်းလာနဲ့သူမြေးဝင်းသိန်းတို့ဗရောက်ပင်အောက်ကိုရောက်လာပြန်ချတယ်ဝင်းသိန်းကအသက်9နှစ်အရွယ်ကလေးတစ်ယောက်ဖြစ်ပါတယ်စွန်းတော်ကဲ့၍ပြန်တဲ့အခါစွန်းတော်ဘန်းမှာပါတဲ့ဖယုံယိုယိုကိုစားလို့၍ဝင်းသိန်းကသူ့ဖွားနဲ့လိုက်ပါလာခြင်းဖြစ်ပါတယ်လူကြီးသူမများမှာဤသို့ပင်ကလေးရွယ်ငယ်စဉ်ကလေးကဘာသာတရားကိုင်းဆိုင်စီရန်ခေါ်ဆောင်လာလိမ့်ရှိကြပါတယ်အခုဝင်းသိန်းကသူတယောက်တည်းလိုက်လာသည်မဟုတ်သူမွေးထားတဲ့ခွေးကိုပါခေါ်လာခြင်းဖြစ်ပါတယ်သူခွေးရဲ့နာမည်ကရန်လုံဟုခေါ်ပါတယ်ဗရောက်ပင်အောင်ကိုရောက်တဲ့အခါမှာရန်လုံကဗရောက်ပင်ခြေကိုစူးစူးရဲကြည့်နေအတင်းဟောင်းနေပါတော့တယ်ရန်လုံကရန်သူကိုမြင်နေရသေးလားကနမငိမ့်ပါအတင်းထိုးဟောင်းနေတဲ့အခါမှာတော့ဝင်းသိန်းကဗရောက်ပင်ခြေကိုလှမ်းကြည့်လိုက်တယ်သူဘာမှမတွေ့ဒါနဲ့ရန်လုံကိုဟောက်လိုက်တယ်ဟဲ့ကောင်ရန်လုံအလာကလိုက်ဟောင်းမနေနဲ့လာသွားစို့မြေးဖွားနှစ်ယောက်စလုံးကရန်လုံကိုခေါ်လာခဲ့တယ်ဒါပေမဲ့ရန်လုံကတဟုံးနဲ့ဟောင်းနေမြဲပါထုံနေရနေမခွာပဲအဆက်မပြတ်ဟောင်းနေပါတယ်မြေးဖွားနှစ်ယောက်ကလည်းစိတ်မရှိတော့သဖြင့်ရန်လုံကိုထားခဲ့ပြီးထွက်ခွာသွားပါတော့တယ်ဒါလဲရန်လုံကတော့ဆက်ဟောင်းနေပြန်ပါတယ်သခင်နဲ့လိုက်မသွားခဲ့ပါခွေးဟောင်းတန်ကတစ်ပင်တော်မှာပုံနေတဲ့အောင်ရင်ရဲ့နစီနှစ်ဖက်စလုံးကိုကောင်းစွာနှိပ်စက်ကလူပြုတ်နေတဲ့ကဲ့သို့ရှိနေပါတယ်ဒါကြောင့်အောင်ရင်ကအနည်းကတစ်ကန်းချောက်တစ်ခုကိုယူပြီးတော့ရန်လုံထံကိုပြစ်ထည့်လိုက်ပါတော့တယ်တစ်ကန်းချောက်ကရန်လုံရဲ့ခေါင်းကိုတဲတဲမမတ်ထိမှန်သွားဟန်တူပါတယ်ဂိန်ခနဲ့မြည်သွားပါတော့တယ်အဲဒီနောက်ရန်လုံကတရီအတန်ဘေးကအဲ့ဒီဗရောက်ပင်အနီးမှာအမိကုတ်ပြီးတော့ထွက်ပြေးသွားပါတော့တယ်သူတခင်ရဲ့နောက်ကိုလိုက်သွားခြင်းဖြစ်ပါတယ်ရန်လုံထွက်သွားမှပဲအောင်ရင်တပြင်းချနိုင်ပါတယ်နောက်တစ်ခါဗရောက်ပင်ရောက်ကိုရောက်လာသူကတော့ဟင်တန်ခဲ့ပါလားဒီကောင်ဘာလောက်တာပါလိအသေးချာကြည့်တော့တန်ခဲရဲ့နောက်မှာစွန်းတော်ဘန်းရွက်လာသူကအပြိုကြီးမတ်ဖော့တန်ခဲနဲ့မတ်ဖော့ကမောင်နှမဝမ်းခွဲတော်တယ်အမေကြီးမမွေးချင်းဖြစ်ပြီးခြံဝိုင်းတစ်ဝိုင်းနဲ့အတူနေကြသူများဖြစ်ကြပါတယ်
တန်ခဲကဗရောက်ပင်အနီးကိုရောက်တဲ့အခါမှာနှာခေါင်းတရှုပ်ရှုပ်ဖြစ်လာတယ်သူအနံ့တစ်ခုရနေဟန်တူတယ်သူတွေပဲလားဆိုတော့မဟုတ်အပြိုကြီးမက်ဖို့ပါနှာတရှုပ်ရှုပ်လုံနေတယ်သူတို့မောင်နှမဘာအနံ့များရှူရှိုက်မိနေပါသလဲသူတို့မောင်နှမရဲ့နှာခေါင်းထဲမှာနင်းစီရေမွေးနှံ့နေတင်းကြိုင်နေပါတယ်ဒါကြောင့်မောင်နှမနှစ်ယောက်တအုပ်တအုပ်ကြည့်လိုက်မိကြတယ်တန်ခဲကတော့ထီမထင်ဟန်ရှိပေမဲ့မဖို့ရဲ့မျိုးလုံးများကကြောင်၍ပြူးကျဲနေလေတယ်အချိုနေဟာနေတဲ့ငယ်ချင်းအောင်ရင်နဲ့ဟိုကောင်ခင်ဆိုးတို့ဒီဗရောက်ပင်ပေါ်ကနေပန်းနေထိုးချပေးနေရလေအခုသူဒီအပင်ပေါ်များရောက်နေသလားမသိဘူးဟာမဖို့ကထင်းငေါငေါနဲ့ပြောတော့တန်ခဲကအပင်ပေါ်မောကြည့်လိုက်တယ်လေးပြေလေးကြောင့်မြာစိမ်းအောင်ဗရောက်တွေဟာလေးရွာဒိန်းနေတီမအဖာဘာမှမမြင်ရပါတန်ခဲကိုမြင်တော့ဗရောက်ပင်နောက်မှာကွယ်နေတဲ့အောင်ရင်ကလူလုံးထွက်ပြလိုက်တယ်ဟေ့ကောင်တန်ခဲငါဒီမာလေးကွာတန်ခဲကဗရောက်ပင်ပေါ်ကြည့်နေရမှာဗရောက်ပင်ရဲ့အခြေကိုလှမ်းကြည့်လိုက်တယ်အောင်ရင်ကဝမ်းသာအားရနဲ့လက်တစ်ဖက်မြှောက်ပြတယ်ဒါပေမဲ့တန်ခဲကသူ့ကိုဆက်မကြည့်ပဲမဖို့ဘက်ကိုလှည့်သွားတယ်အဖေမမဘာမှမရှိပါဘူးမရဲ့ဒါပေမဲ့ကျုံနှာခေါင်းထဲမှာနင်းစီရေမွေးနဲ့နေတင်းနေတယ်ဗျာအမရောအဲ့ဒီအနံ့ရလားမဖို့ကခေါင်းညိတ်ပြလိုက်တယ်အေးလို့ဒီအပင်အောက်ရောက်မှနင်းစီရေမွေးနှံကထောင်းထောင်းထနေရပဲဒီနားမှာရေမွေးနင်းစီပင်လည်းမရှိပါဘူးဘလို့ပါလေဟာသူတို့မောင်နှမစကားပြောနေကြသည်ကိုအောင်ရင်ကြည့်ပြီးတော့စိတ်မရှိတော့သဖြင့်သူတို့အနီးကိုဆောက်လာခဲ့တယ်တန်ခဲရဲ့အနီးရောက်တော့တန်ခဲရဲ့နောက်ကနေပခုံးလှမ်းပုတ်ရင်းဟေ့ကောင်တန်ခဲအခုထိငါ့ကိုစိတ်ဆုံးပြေသေးဘူးလားကွာတန်ခဲလန့်သွားပါတယ်သူ့ရဲ့ပခုံးကိုလူတယောက်ကနောက်ကနေပုတ်လိုက်တယ်လို့ခံစားလိုက်ရသည်မဟုတ်လားဒါကြောင့်နောက်ကျောဘက်ကိုချက်ချင်းချခနဲလဲရင်နဲ့လက်ကခါးချမှာထိုးလာတဲ့လောက်လေးခွာကိုထုတ်ယူလိုက်တယ်နောက်စိမ်းမှာလောက်စလုံးကိုတက်ပြီးတော့ဗရောက်ပင်ရှိရကိုချိန်ရွယ်လိုက်တယ်အောင်ရင်အလန့်တကြားနဲ့မျက်စိကိုမှိတ်လိုက်တယ်လောက်စလုံးကဗရောက်ပင်ရဲ့ပင်စီကိုထိမှန်၍ကွဲကြည့်သွားတော့တယ်တန်ခဲလောက်စလုံးနောက်တစ်လုံးကိုထည့်၍အစင်သစ်ချိန်ရွယ်ထားပြန်တယ်အောင်ရင်မျက်လုံးကိုဖွင့်ကြည့်တော့သူ့အားတန်ခဲကဘက်ခွားနဲ့ချိန်ရွယ်ထားသည်ကိုမြင်တွေ့လိုက်ရပါတယ်အောင်ရင်ရဲ့ရှင်ထဲမှာစွန်းနဲ့ကြေခွဲလာတယ်လေချောင်းပြုံထဲကိုအလုံးတစ်လုံးကစမ်းတက်လာသလိုပါအောင်ရင်သူ့ခနာကိုယ်ကိုသူ့လက်နဲ့ပြန်ဆန်းတယ်သူ့မှာဘာအထီးတွေမှမခံစားတော့ပါသူစမ်းမိတဲ့နေရာတိုင်းမှာလေဟာနဲ့တခုလိုဟာလာဟင်းလင်းကြီးဖြစ်နေပါတော့တယ်အောင်ရင်ဝမ်းနဲ့ပူဆွေးစိတ်ဖြစ်အတန်ကုန်အော်ဟစ်လိုက်မိတယ်တန်ခဲတယောက်သူ့ရဲ့မျက်နှာကိုလေးအေးဖြစ်အမုတ်ခံရတယ်လို့ခံစားလိုက်ရပြီးနောက်တော့နည်းနည်းလန့်သွားတယ်ဟင်တန်ခဲနေဘာဖြစ်တာလဲတန်ခဲရဲ့ခေါင်းထိပ်ကစပင်းနေလေမုတ်ခံလိုက်ရတယ်လို့နောက်တော့လန့်သွားတာကိုမဖို့မြင်လိုက်ရ၍ထိတ်လန့်ပြီးမေးလိုက်ခြင်းဖြစ်ပါတယ်တန်ခဲလည်းခံစားမိပါတယ်တန်ခဲဗရောက်ပင်ကိုချိန်ရွယ်ထားတဲ့ဘက်ခွကိုလေးလံစွာချလိုက်တယ်တန်ခဲတီးလိုက်ပါပြီဒီနီနာတဝိုက်မှာအောင်ရင်ရဲ့ဝိညာဉ်ရောက်ရှိနေသည်ဟုတန်ခဲတီးလိုက်ခြင်းမှာတန်ခဲခတ်တိုးတိုးလေးရေဦးလိုက်တယ်အတန်နေကဝမ်းနဲ့စိတ်ကြောက်တုံ့ရင်နေပါတယ်ငါမင်းကိုအမျှမဝေဘူးတငယ်ချင်းဘာကြောက်လဲဆိုတော့မင်းတွေးချင်တဲ့သူ့ကိုမတွေးရသေးတာကွာတန်ခဲကထိုးထိုးပြောပြတဲ့နောက်သူ့မဖို့ရဲ့လက်ကိုဆွဲ၍ဗရောက်ပင်အောက်မှာခလေးလေးထွက်ခွာသွားပါတော့တယ်အောင်ရင်ခမမှာတော့ငူငန်ငန်ကြီးကြံရက်နေပါတော့တယ်တကြံအတက်နဲ့ဗရောက်ပင်အောက်မှာအေးမြတယောက်တည်းရက်နေခဲ့တယ်သူမဒီကနေ့ဗရောက်6ရောင်ဝမ်းဆက်နဲ့အလွန်လှပနေပါတယ်ထိုးလာတဲ့မိန်းကလေးရဲ့မျက်ဝန်းထဲမှာမျက်ရည်တွေကအိုင်ထွန်းလို့နေပါတော့တယ်ဗရောက်6ရောင်ဝမ်းဆက်နဲ့အေးမြကိုကြည့်၍ဝမ်းတဲ့နေရာသူကတော့အောင်ရင်ပင်ဖြစ်ပါတယ်ချစ်ပါတယ်လို့အဖြေရပေမဲ့သူလုံလုံလာလာကြီးဝမ်းမတနိုင်တော့ပါသူယခုခါမှာတော့အေးမြနဲ့ထပ်တူကြေကွဲနေရချပါတယ်နေမကောင်းအောင်ရင်နင်ကလေတိတ်တကူကောင်းဆန်တာပဲသိလားနင်ကြတော့ငါ့ကိုချစ်တယ်လို့ဖွင့်ပြောသွားခဲ့ပြီငါကြတော့ဘာဖြစ်လို့နင်ကိုချစ်ပါတယ်လို့
အပြေပြန်ပေးတာကိုနားမထောင်သွားခဲ့တာလေငါလည်းနင်းကိုချစ်တယ်အောင်ရင်နင်းရဲ့ယူအားဟန်လေးတွေကိုငါချစ်ခဲ့တာပါဟာနင်းရဲ့ဖြူစင်တဲ့စိတ်ထားကိုငါမျက်နှိုးခဲ့တာပါအခုတော့ငါစကားတွေကိုနင်းမကြားနိုင်တော့ဘူးမို့လားဟင်နင်းတည့်ရက်ဆက်တာပဲအောင်ရင်ငါတယောက်တည်းဒီအပင်အောက်မှာနင်းကိုဘယ်ချိန်ထိစောင့်နေရအောင်မလဲငါဘယ်ချိန်ထိစောင့်နေရအောင်မလဲလို့အောင်ရင်အေးမြရဲ့အနီးမှာထိုင်ချလိုက်တယ်အေးမြကိုသူဘလို့နှစ်သက်ရမယ်မသိသူ့လက်တွေဟာအေးမြရဲ့မျက်နှာအနီးမှာဝဲလေခတ်နေတယ်အေးမြရဲ့စကားတွေဟာသူ့နှလုံးသားကိုအနဲ့မှုန်းနေတယ်လို့ခံစားနေရတယ်သူပြောချင်ပါတယ်သူအေးမြကြားလောက်အောင်ပြောလိုက်ချင်ပါတယ်နေငါ့ကိုမစောက်ပါနဲ့အေးမြရဲ့ငါသာနင်းကိုဟော်ဒီဘရောက်ပင်ကြီးကနေအမြဲစောက်ကြည့်နေပါမယ်ဘရောက်တွေပွင့်တိုင်းနေ့အတွက်အလှဆုံးဘရောက်ပန်းခါလေးတစ်ခုငါခြံထားပြီးပါမယ်အေးမြရဲ့နင်းသာဆက်ဆက်လာယူလဲပါနော်မှန်ပါတယ်ဟော်ဒီရွာတွေကအပြိုတွေဘရောက်ပွင့်တိုင်းဒီပင်အောက်ကနေအလူရက်ပန်းချိုးခိုင်းချအောင်ပါဒါပေမဲ့ဘလောက်အပင်တက်ကျွမ်းကျင်သူဖြစ်ပါစေဘယ်လူပြိုအပင်ပေါ်တက်အလှဆုံးဘရောက်ပန်းခိုင်ကိုဖြစ်မမြင်မတွေ့ရလေအောင်မခုနိုင်လေအောင်ဘရောက်တစီအောင်ရင်ကအမြဲဝတ်ထားလိရှိပါတဲ့ဒါပေမဲ့လူကြီးတိတ်ချိန်လူသူအသွားလာပြတ်တဲ့ချိန်တော်ကြီးများသာအဲ့ဒီဘရောက်ပင်အောင်ရောက်သွားခဲ့ရင်တော့ဖြစ်အလှဆုံးဘရောက်ပန်းခိုင်တခိုင်ကသူ့အလိုလိုကြွေကြလာတတ်ပါတဲ့လေဘရောက်တစီသူ့ရဲ့ချစ်သူအတွက်တမင်ချိုးချလိသလားဆိုတာကတော့ဘေးသက်ကြီးတို့ရေဇလန်လေးကတော့ဒီညမှာတင်ပဲအဆုံးသတ်သွားခဲ့ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း subscribe မလုပ်ရသေးဘူးဆိုရင်တော့ channel လေးကိုလည်း subscribe နှိပ်ခဲ့ပြီးဖို့အတွက်အားလုံးကိုတောင်းဆိုပါတယ်ခင်ဗျာဒီဇလန်လေးကိုရေးသားထားတဲ့စာရေးဆရာ PP မန်တေးလေးကိုလည်းကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာဇလန်လေးကိုဆုံးထိလိုက်ပါနားဆင်အားပေးခဲ့ကြတဲ့နားဆင်သူများအားလုံးကိုလည်းကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာနောက်ထပ်ဇလန်ကောင်းလေးမှာအားလုံးနဲ့အတူပြန်လဲဆုံတွေ့ပါအောင်မယ်နော်